ကဲလာမဲ့တရက်4လ2025 3D 2 special မင်းပွဲပေါ့ဗျာနှစ်ပင်ကူးလေးတွေ 3D ဝါဒနာရှင်များကြိုက်နှစ်သက်ယူသုံးလို့ရတယ်လို့ကျွန်တော်မေတ္တာစေတနာအပြည့်အဝနဲ့ခမဲ့တည်ပေးခြင်းဖြစ်ပါတယ်ဗျာကဲတူတူနဲ့လွန်ရင်ပဲသွားကြစို့ပြီးခဲ့တဲ့တစ်ကြိမ်တုန်းကနှစ်ဆက်တုန်းကခွန်ကိုနှစ်ကြိမ်မြောက်မှာ900ပြည့်ပြီးတာနဲ့3ကြိမ်မှာ3ခွန်4ကြိမ်မှာ894 5ကြိမ်မှာ963အခုလာမယ့်6ကြိမ်အတွက်ပေါ့စိုက်လေးတွေအရင်ကောင်းတယ်တစ်ကြိမ်မှာခွန်9လို့ထွက်ထားတယ်နှစ်ကြိမ်မှာခွန်3ညခွန်လို့ထွက်ထားလိုက်တယ်အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့တစ်ကြိမ်ရဲ့ခွန်ခါရယ်နှစ်ကြိမ်ရဲ့3ညခါရယ်ခွန်3ညဆိုပြီးတော့နှစ်ခါထောက်လိုက်တယ်နှစ်ခါထောက်ပြီးတာနဲ့ဒီနှလုံးပေါင်းခွန်ဟာထိတ်စီတက်တယ်ခွန်ထိတ်လို့ပြန်တက်တယ်ခွန်ထိတ်လို့တက်ပြီးတာနဲ့သူ့ရဲ့အပိတ်က3ညနှစ်ခါပြန်ကြတယ်နှစ်ခါပြန်ကြပြီးတာနဲ့ဒီခွန်ခါရယ်ခွန်ထိတ်ရယ်နှလုံးပေါင်း14ဖြစ်တယ်တဲ့နော်တေချာကြည့်နော်အဲ့အချိန်မှာနှလုံးပေါင်း4ဖြစ်ခြင်းအပြင်ဒီဇောင်းနှလုံးပေါင်းဒီခါရယ်ထိတ်ရယ်နှလုံးပေါင်း4ဖြစ်တယ်ခွန်3ညနှစ်ခါထောက်တယ်နှလုံးပေါင်းခွန်ဖြစ်တယ်နှလုံးပေါင်းခွန်ကထိတ်ပြန်တဲ့တယ်ခွန်နှစ်ခါ3ညပြန်ပိတ်တယ်ဒီမှာပဲဒီမှာလဲဒီဆိုင်ပဲ4ချိန်894 5ချိန်963ခွန်ကို3ညနဲ့ထောက်တယ်လို့9ကို6ဆိုပြီးတော့နှစ်ခါထောက်တယ်ခွန်3ညထောက်ပြီးတာနဲ့နှလုံးပေါင်းခွန်ကထိတ်စီခွန်ရဲ့နှစ်ခါ3ညပြန်ပိတ်တယ်9 6နှစ်ခါထောက်တယ်လို့နှလုံးပေါင်း9ထိတ်စီ9နှစ်ခါနဲ့ပြန်ကြတယ်3ပိတ်ဇောင်းနှလုံးပေါင်း4ဖြစ်တယ်ဇောင်းနှလုံးပေါင်း4ဖြစ်တယ်ဇောင်းနှလုံးပေါင်း4ဖြစ်တာနဲ့ဒီနှလုံးပေါင်းခွန်ထိတ်စီဖြစ်တယ်ဇောင်း4ဖြစ်တာနဲ့ဒီနောက်ထွက်မဲ့အပင်ဒီခါ3လုံးဟာ4ပဲပြန်ဖြစ်တယ်4ပြန်ဖြစ်ပြီးတာနဲ့ဒီနောက်ထိုင်နှလုံးရတယ်4ပဲပြန်ဖြစ်ရမယ်နော်အဲ့လိုဖြစ်ပြီးတာနဲ့ခွန်နှစ်ခ3ညအပါနဲ့နှလုံးပေါင်းခွန်ပြန်ဖြစ်ရမယ်မှာခွန်3ညပဲကြာလာတယ်နောက်တစ်ပွဲမှာလည်း3ညနှစ်ခခွန်အပါနဲ့နှလုံးပေါင်း3ညဖြစ်ရမယ်3ခွန်ရလို့အောင်သွားတယ်နော်အဲ့ဒီ site တိုင်းသွားမယ်ဆိုရင်9နှစ်ခ6ထောင်ပြီးတာနဲ့ဒီနှလုံးပေါင်း9က9ထိပ်စီလို့လာကြတယ်9နှစ်ခ3အပိတ်လို့ပြန်ကြတယ်ဒီမှာဇောင်းကလည်း14နော်ဒီမှာဇောင်းကလည်း14ဇောင်း14 3လုံး14နောက်14ကဲလာပဲဒီမှာနှစ်ခထောင်တယ်နှလုံးပေါင်း9ထိတ်တယ်သူ့ရဲ့နှစ်ခ3ပြန်ပိတ်တယ်ဇောင်း14ဖြစ်တယ်အဲ့တော့ခုကြမဲ့အပင်ဟာဒီခါ3လုံးရတယ်14ဖြစ်မယ်ဆိုရင်ကျွန်တော်တို့9ထည့်ရမယ်ဗျဇောင်း14 3လုံး14နောက်14ဇောင်း14 3လုံး14နောက်14ဆိုရင်ကျွန်တော်တို့9နောက်ပိတ်ပြန်ထည့်ရမယ်9နောက်ပိတ်ပြန်ထည့်တာနဲ့ဒီမှာ3ညနှစ်ခခွန်3ညနှစ်ခခွန်လို့ကြတယ်လို့ပဲ6နှစ်ခ9 3နှစ်ခ9ဆိုပြီးတော့ပြန်ကြတယ်ဒီမှာခွန်နှစ်ခ3ညအပါနဲ့နှလုံးပေါင်းခွန်
3ညနဲ့ခခွန်ခွန်အပါနဲ့နှလုံးပေါင်း3ညဒီမှာလည်းပေးလာပြီ9နဲ့ခ6အပါနဲ့နှလုံးပေါင်း9 6နဲ့ခ9အပါနဲ့နှလုံးပေါင်း6ဆိုရင်ကျွန်တော်တို့ခွန်ထိပ်စီပဲတည်ရမယ်ခွန်9 5တစ်ပေါက်ပဲဒါ 3D ဝန္ဒနာရှင်များကြိုက်ရင်ပေါ့ဗျာကျွန်တော်ကတော့ဒီလောက်ပဲရှင်းပြတတ်တယ်ခွန်9 5တစ်ခွက်တည်းပါဗျာကျေးဇူးတင်ပါတယ်အဆင်ပြေပါ